စားတာတော့အိမ်ပြန်ကြားလုံးရောမောက်ရောနှစ်ခုအောင်စားလားအမလေးကောင်းပါပြီငါရဲ့အမျက်တွေတော့ ဘာစားချင်တာလဲတားလေးကဘာစားချင်တာလဲဒီတကြားလုံးโอเคအဲ့ဒါနေမမကြည့်လိုက်အောင်မယ်တတဘယ်စားချင်တာလဲဒီဟာလေးစားချင်တာဩဒါလေးဖောက်ပေးမယ်နော်ဟုတ်ပြီဘာရောင်လေးဖြစ်မလားမသိပါဘူးတဲ့ရဲ့ပြီ1 2 3ဟာဘာရောင်လေးလဲချစ်စရာလေးတော့ဒီတကြားလုံးလေးရမယ်ကျန်ကိမောက်လေးလားလို့ဟုတ်တယ်ဒီလားဒီတကြားလုံးလေးကခလေးတွေတီးတန့်စားတဲ့တကြားလုံးเนาะတကြားလုံးအခဲဝါးစားတက်ပြီဆိုရင်2နှစ်လောက်ကနေစပြီးစားလို့ရပါတယ်လုံးဝချောင်းမစိုးဘူးเนาะအသေးကြော်ဆိုအရန်ကြတစ်ခါစားရင်တစ်လုံးမနေပလေးအုပ်ထားတယ်တနေ့ကိုနှလုံးသုံးစားမှာစိုးလို့အခုတနေ့ကိုတစ်လုံးကိုလေချော့ပြီးတော့တနေ့တစ်လုံးပဲစားပါသားရေလို့ပြောထားရတယ်အသေးကြော်လေးကြိုက်လားကြိုက်နေတယ်ကြိုက်တဲ့ရုပ်ကြီးပါကြိုက်တဲ့ရုပ်ကြီးရဲ့ကြည့်အသေးကြော်ခုနစားတဲ့ဘီစကစ်ကလေးတွေကပုံတန်တုံရှိရနော်ဒီမှာအချောင်းလေးတွေရှိတယ်ဘီစကစ်ဒီလိုဝိုင်းလေးလည်းရှိတယ်ဘီစကစ်ဝိုင်းမှာဒီလို2မျိုးရှိရနော်အလဲကအပေါက်ကလေးပါလာရေမပါလာရေရှိတယ်ခလေး9လ8လလောက်ဆိုစပြီးစားလို့ရပါပြီ